ပင်းရကျိုးွားနော်မအတက်ကနေပြီးတော့တီးရဒါကျမအတင်ပင်မဟုတ်ဘူးပေါ့နော်ကျမအမေရဲ့အပင်ကျမအမေပေါ့နော်ဒီလားဒီမှာကြည့်အတက်ကြီး3တက်ထွက်ပြီးတော့အဲ့ဒီတီးနေတော့ကြည့်ပါအောင်တမောသေးတယ်တလုံးခူးမယ်အမေကလေတခါသာသေးလေးပဲခူးတယ်ဘယ်လုံးခူးရမှန်းတော့မသိဘူးကျမအမေကတော့ခူးလို့ပြောပါပေါ့နော်ကျမလည်းဒီအလုံးကြီးပဲခူးချင်နေတာပေါ့နော်အဲ့ဒါဆိုမတားနဲ့တော့ကျမခူးပြီအမေလည်းမခူးပြီလို့အမေကတင်မောဒီလည်းမစားဘူးကျမတို့စားဖို့တော့ပြောတယ်ကျမတို့စားရင်တော့အမေကတူတယ်အပတော့ရပြီအကြီးပဲချက်ချက်ပြုတ်ထားတာဗာထည့်ထားလဲဆိုရင်ခရူးစီနည်းနည်းနဲ့ပဲငံပြားရင်နည်းနည်းပေါ့နော်နောက်ကြက်သွန်လေးနည်းနည်းထည့်ထားဒီအီနဲ့မနန်အောင်ရင်းလေးနဲ့ဒါပြုတ်ထားတာဒေဝူးယူလည်းရှိုးလာအောင်တပိတ်တာအပီစိမ့်စားရယ်ပစွန်ကြောင်နည်းနည်းရယ်ကြက်သွန်ဖြူအနီးကြက်သွန်ဖြူရယ်ရုပ်သီးစိမ့်ရယ်ဒါထောင်းမယ်ရုပ်သီးစိမ့်နဲ့ကြက်သွန်ဖြူလှော်ထားတာပေါ့နော်ပြီးရင်တမယာလေးထည့်မယ်ဒါလေးထည့်ပဲချက်ချက်တော့ပြီးရင်စိတ်မယ်ဒါတော့6ထောင်နဲ့ရောလိုက်ပြီပေါ့နော်ဆော့ကတင်မော်လေးကိုအရသာလေးနဲ့အကုန်ထောင်းလိုက်တယ်ထောင်းပြီးတော့မင်းအောင်တို့ကိုအယိုးတစ်ခုချပေးလိုက်6ထောင်လေးနဲ့မှွေတယ်ကျမဆက်နေရတဲ့အကြောင်းရင်းကျမမြည်ထားလို့ပါစားကြပါဦးဆယ်ရှူရှယ်ပွင့်ထွက်ရုပ်ကောင်းပုံလေးနည်းနည်းထည့်လိုက်မှာမှွေဝအောင်နောက်ပြလေရုပ်ကောင်းပုံဖြူမှာဒီတော့ဒါကျမရဲ့လက်ကြံပေါ့ဒါကျမစားဖို့လက်ကြံပေါ့ကျမစားတာတော့ဒါပေါ့နော်အကုန်လုံးဆက်ပြီးရုပ်ကောင်းလေးပါထည့်ထားတော့ဆက်ပူလောင်လေးစားပါကလေးစားမှာပဲအဖေပေါ့နော်ကျမအဖေကြိုက်တယ်ကျမမေပါဟုတ်ကဲ့ပဲကျမမေလည်းစော်ပါဆက်တယ်လို့တော့ပြောပါခုမှကိုကြီးတော့ပါကျမတို့ကြီးမှပြီပါဒီနေ့ကလည်းသူမပါခါမှကျမသမီးချောဆုံးကျမသမီးကရေးအောင်တောက်နေပါရှဲပွင့်ထွက်ရှာမိတောက်စားပြီးအခြေအနေဆက်ပြရတယ်ဒီမှာသူများလည်းမကြွေးပါဘူးတဲ့ဟိုမှာဟိုကလေးလေးကတော့ဟိုမှာကျမသမီးလေးကျမသမီးလေးကြမ်းမလို့နေလဲဆက်လားမဆက်ဘူးတော့မကြုံဟင်းစားရင်ဆက်တာတို့ကဒါစားရင်မဆက်ဘူးဒါတော့ကော့ကြော်လေးပေါ့နော်ဒီမှာဖေကတော့အေးဆေးပါပဲစားတယ်ခင်ဗျာချက်တော့တွေထည့်ပေးလိုက်တယ်အဖေတို့တင်မောသီးတွေထဲမှာထောင်းတာအဆက်တွေဝင်တော့နော်ဖေးရသားနေတယ်သားပြီလေဆက်လဲစားနေတာဆက်လဲစားနိုင်တာ